အကိုမိဒီနေ့ကတော့ remix ရဲ့ shooting ကိုရောက်နေရပါအဲ့တော့ shooting ရဲ့နောက်ကွယ်ကတော့အနောက်မှာမြင်တဲ့အတိုင်းပါပဲဒီနေ့ညီကိုကအဲကွေးမှာပါတဲ့သူတွေကိုသူတို့ဒီနေ့ feeling လေးကိုလိုက်ပြီးမိမှာဖြစ်ပါတယ်အဲ့တော့ညီကိုနဲ့တို့လိုက်ခဲ့ပြီပါနော် sorry ဒီနေ့ shooting မှာအဲကွေးခံစားချက်လေး ရမ်းပျော်ပါတယ်ကျုံးကတယုံလုံးနဲ့ဆိုတော့လေဘရုပ်ကြတဲ့တယုံလုံးအဆက်ကွဲတာကိုတယောက်တည်းမဟုတ်တယုံလုံးအဆက်ကွဲမှာဆိုတော့လေရမ်းပျော်မိတယ် ဒီနေ့ရဲ့ feeling ကအရန်ပင်ပန်းတယ်ရမ်းပင်ပန်းတယ်ပြီးတော့ရမ်းလည်းအိတ်ချင်တယ် ပြောပါတယ်နောက်ဆုံးနေမို့လို့ဟုတ်ပါပြီကျေးဇူးပါ ရမ်းပြောပါတယ်အတွေ့အကြုံတစ်တွေလည်းရတယ် ဒီ character တစ်ခါမှမလုပ်ဘူးဆိုတော့တော်တော်စိတ်လုပ်ဖို့အကောင်းတယ် ဘယ်ကောင်ရနဲ့ပါလဲ ဘယ် character နဲ့ဆိုတော့တင်းတီတီရဲ့မိန်းမအနေနဲ့ပါပါတော့ 6နိုင် ဘယ်ကောင်ရနဲ့တည်ဆောင်တာ ကျုံတယ်လို့ပဲတယောက်ဆောင်လိုက်တယ် ဟုတ်ပါပြီကျေးဇူးပါ အော်ရန်စိတ်လှုပ်ရှားပြောကောင်းပါလေဗျာဟုတ် ကဲပါကျေးဇူးပါရင်းနှင်းဖြစ်ကခစားချက် ဒါ first time ပေါ့နော် first time အတင်လောက်ရတာဆိုတော့နည်းနည်းစိတ်လှုပ်ရှားပါတယ်ဟုတ်ချက်လက်ချက်ပါတယ်ဗျ ဘယ်ကောင်ရနဲ့တည်ဆောင်တာလဲကို ဟိုကျွန်တော် cave man ဟိုမှာ warrior role အနေနဲ့တရုပ်ဆောင်တာပါဟုတ် မိုက်တာဗောအရန်မိုက်ပဲအပိနေပါရဲ့ โอเคပါ ကျေးဇူးပါ ပျော်ပါရဲ့ခုလုံးနဲ့တူလောက်ရဆိုတော့လေ အကုန်လုံးလည်းတူပါလားပါ လို့ kiss man item တွေရောတခြားအဲ့လိုမျိုးပြောစရာ think နဲ့အဲ့လိုမျိုးစီးလုံးနဲ့ခုလုံးလောက်ရဆိုတော့ တကယ်ရင်ထဲမှာအခုချိန်မှာလုံးဝဖြစ်နေတဲ့ခံစားချက်တစ်ခုဆိုရင် ရှက်တာပေါ့ ဟုတ်ကဲ့ပါအပိနေပါရဲ့ကျေးဇူးပါ ဟုတ်ကဲ့ပါ မြင်ရတော့နောက်ဆုံးနေ့ဆိုတော့ပြောတာပေါ့နော် တော်တော်ပြောနေပုံ တော်တော်ပြောတယ် ဟုတ်အဲ့ဆိုရင်ထဲကတကယ်ခံစားချက်တစ်ခု ပြောလဲပြောတယ်ပင်လဲပင်ပန်းပါတယ်ရုံးမလဲလွမ်းနေ အေးရုပ်ပြန်ကျင်နေရပါဘယ်ကာရီတာနဲ့တရုပ်ဆောင်တာလဲ ဒီမှာလူရိုင်း ဟောလူရိုင်းဟောဟာဆိုပြင်မှာတော့အဲ့လိုမဟုတ်ဘူးနဲ့ ဒီ တူ မှာလူချောပေါ့ ဩဟုတ်ပါပြီကျေးဇူးပါ ကျေးဇူးပါတတာ ပြောဖို့လည်းကောင်းတယ်နည်းနည်းပင်ပန်း ဟုတ်လားတကယ်ရင်တွင်းဖြစ်လုံးဝ seriously ဖြစ်နေတဲ့ဟာ လူရိုင်းနည်းနည်းစအောင်ဟာ ဟုတ်ပါပြီအဲ့ဒါပြောရဲဆိုတော့အဲ့လျောင်းအောင်လန်းလား ရုံးမလွမ်း ကျေးဇူးပါ ကျေးဇူးပါ